မြန်မာလည်းရွေးစီမြို့သိမ်းဘောလုံးသင်းကတော့အုပ်စုထဲမှာ BNN နဲ့အုပ်စုပိုလူရမှာကျိန်းနေသွားပြီအခု BNN လည်းရွေးစီမြို့သိမ်းဘောလုံးသင်းကအုပ်စုပွဲစဉ်စတင်ရှင်ပြိုင်တယ်သူကတော့မလေးရှားအသင်းနဲ့ကစားတာဖြစ်တယ်ဒီပွဲစဉ်မှာ BNN ကမလေးရှားကို9ဂိုးမရှိဆွဲရတာနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျမနေ့ကထိုင်းကတီမောကို10ဂိုးတောင်သွင်းတယ်BNN ကလည်းဒီပွဲမှာ10ဂိုးတောင်သွင်းနေခဲ့တယ်ခင်ဗျရသလောက်ဂိုးသွင်းမှုသူကြိုးစားတာဒါပေမဲ့နောက်ဆုံးမှာတော့9ဂိုးနဲ့ပဲကျင်နေလိုက်ရတယ်ပေါ့လေ BNN ကပထမအိမ်မှာကလေးကအနိုင်ရလက်ကတေးကြနေတယ်4ဂိုးမရှိဆွဲရတာနဲ့အနိုင်ရရှိနေကြတာဖြစ်ပါတယ်ခင်ဗျပွဲစား4မိနစ်မှာ BNN ဂိုးစားရတယ်23မိနစ်26မိနစ်33မိနစ်ဇက်တိုက်ဂိုးတွေသွင်းတယ်4ဂိုးမရှိဖြစ်နေတယ်ဒုတိယအိမ်မှာတော့ BNN ဘက်ကထိုင်းတီတောင်ရှေ့စွမ်းပြတဲ့ဒုတိယအိမ်ဖြစ်သွားခဲ့တယ်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့အဲ့ဒုတိယအိမ်မှာ BNN ရရှိတဲ့3ဂိုးလုံးကိုထိုင်းတီတောင်ကသွင်းယူပေးသွားခဲ့လို့ဖြစ်ပါတယ်ခင်ဗျထိုင်းတီတောင်ကပွဲကစားချိန်49မိနစ်59မိနစ်နဲ့88မိနစ်ဒီမှာ BNN အတွက်3ဂိုးသွင်းပေးပြီးတော့ hat-trick သွားခဲ့တာဖြစ်ပါတယ်ဒီတော့ BNN ဟာမလေးရှားကို9ဂိုးမရှိနိုင်သွားခဲ့တယ်ဒီရှေ့စွမ်းအတိုင်းဆိုရင် BNN မြို့သမီးသင်းကဖိလစ်ပိုင်ကိုမနိုင်စရာအကြောင်းမရှိဘူးခင်ဗျဂိုးပြတ်မပြတ်ပဲကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီအနေထားပဲရှိပါတယ်မြန်မာလက်ရွေးစင်မြို့သမီးသင်းကလည်းမလေးရှားကိုမနိုင်စရာဘာအကြောင်းမှမရှိဘူးအနှိမ့်ဆုံးတော့2ဂိုးမရှိ2ဂိုးမရှိဆိုရလည်းမနိုင်တယ်ဗျဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်ဂိုးမများသွင်းထားဖို့လိုတယ် BNN က9ဂိုးဆိုကိုက10ဂိုးလား9ဂိုးလား10ဂိုးလားဒါမျိုးသွင်းနိုင်ဖို့လိုတယ်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့ BNN လက်ရွေးစင်မြို့သမီးသင်းနဲ့မြန်မာလက်ရွေးစင်မြို့သမီးသင်းတို့နောက်ဆုံးရှင်ပြိုင်ရမယ်အုပ်စုနောက်ဆုံးပွဲဟာအုပ်စုပုံနေရာလူတွေပွဲဖြစ်သွားပါလိမ့်မယ်ဒီပွဲကိုလည်းနှစ်သင်းလုံးကဘိုလ်လူပွဲလို့ကစားကြပါလိမ့်မယ်ခင်ဗျဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့နှစ်သင်းလုံးဟာအေရှန်ထိုင်းကိုဆွေးဖိုင်ထဲမှာမတွေ့ကျင်တော့ပါဘူးရှောင်ကျင်တော့ပါတယ်ဒီတော့အုပ်စုဘိုးနေရာကိုရောက်နိုင်တဲ့အသင်းဟာဆွေးဖိုင်ထဲမှာတစ်ဖက်အုပ်စုကဘယ်အသင်းနဲ့ပဲတွေ့ထိုင်းမဟုတ်ရင်ရပြီနိုင်တယ်ဖိုင်နယ်တက်ဖို့လမ်းပွင့်သွားပါလိမ့်မယ်ဒီခွင့်ရကိုအရယူဖို့ဖြစ်တာဖြစ်တဲ့အတွက်မြန်မာနဲ့ BNN ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဟာဘိုလ်လူပွဲလို့အပြိုင်မှုပြင်းထန်ပါလိမ့်မယ်ခင်ဗျဒီတော့မြန်မာလက်ရွေးစင်မြို့သမီးအသင်းတွေနဲ့ဂိုးကွာခြားချက်မှာအသာစီးရထားရင်အုပ်စုနောက်ဆုံးပွဲစဉ်မှာတရေကြတာနဲ့အုပ်စုဘိုးနေရာကိုရနိုင်ပါတယ်တကယ်လို့ဂိုးကွာခြားချက်မှာအသာစီးမရဘူးဆိုရင်တော့အုပ်စုနောက်ဆုံးပွဲစဉ်မှာ BNN ကိုအနိုင်ကစားနိုင်မှုလိုအပ်လာပါလိမ့်မယ်ခင်ဗျဒီနေ့ရှင်မြန်ကစားခဲ့တဲ့အုပ်စုဒုတိယပွဲစဉ်မှာတော့ BNN လက်ရွေးစင်မြို့သမီးဘောလုံးသင်းကမလေးရှားကို9ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးတော့အောင်ပွဲခံသွားခဲ့ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ